တတ္တဝါတိုင်းကိုလှုပ်ထားတဲ့အလုံးနဲ့တန်တဲ့အကျိုးရလဒ်ကိုရရှိနေခြင်းများသာဖြစ်တယ်။ဘာမှကိုကကြားတဲ့ကဝင်ဝမ်းနေစရာအကြောင်းလည်းမရှိဘူးဝမ်းသာနေစရာအကြောင်းလည်းမရှိဘူးသူတို့နဲ့ထိုက်တန်တာကိုသူတို့ရထားကြတာပဲကိုလည်းကိုနဲ့ထိုက်တန်တာကိုကိုရထားတာဒါကြောင့်မုန်းတဲ့လူတွေချမ်းသာလို့လည်းပဲဆင်းရဲမနေနဲ့သူတို့ချမ်းသာအောင်လုပ်ထားလို့သူတို့အကြောင်းရှိလို့ချမ်းသာကြတာဟုတ်တယ်မဟုတ်လားတော့ကိုချစ်တဲ့လူတွေဆင်းရဲလို့လည်းတိတ်ဝမ်းနေမနေနဲ့သူတို့လည်းပဲဆင်းရဲတဲ့အကြောင်းတရားတွေလုပ်ထားလို့ဆင်းရဲတာဒါကိုကစားအကတိလိုက်စားတယ်လို့ဖြစ်နေတာပေါ့နော်အချစ်အမုန်းကိုပေါ်မူတည်ပြီးတော့ခံစားချက်တွေကိုဖြစ်စေနေတာဟုတ်တယ်မဟုတ်လားဒါကြောင့်အချစ်အမုန်းကိုမူတည်ပြီးတော့ခံစားကြည့်မယ်ဆိုရင်တော့လောဘတွေဒေါသတွေဝမ်းသာမှုဝမ်းနည်းမှုချမ်းသာမှုဆင်းရဲမှုတွေနဲ့ကိုယ့်ရဲ့ဘဝကငြိမ်မှာမဟုတ်ဘူးဥပိ္ပခမရှိနိုင်ဟုတ်လားအမှန်တရားဆိုတဲ့ကံရဲ့အကျိုးဆိုတာကိုနားလည်မှုနဲ့သာလေကိုယ့်ရဲ့ဘဝကိုယ့်ရဲ့စိတ်ဓာတ်ကိုတည်ငြိမ်အောင်ကိုကြိုးစားရမှာဟုတ်တယ်မဟုတ်လားဒါပါကိုပြောတာတော့ဥပိ္ပခဗြဟ္မဝိဟာရဥပိ္ပခဟုတ်လားနောက်ထပ်ဦးဇင်းတို့ပေးသက်ပေါင်းသူတော်ကောင်းတို့ဥပိ္ပခတစ်မျိုးဦးဇင်းတို့ထပ်ပြီးတော့ပြောကြည့်ဦးမယ်နောက်ထပ်ပြောမယ်ဥပိ္ပခကဘယ်လိုနာမည်တက်ရမှန်းတော့မသိပါဘူးအဲ့ဒါကဘာလဲဆိုတော့ကိုချမ်းသာအောင်လုပ်တဲ့ပုဂ္ဂိုလ်ကိုရှင်းရဲအောင်လုပ်တဲ့ပုဂ္ဂိုလ်တွေရဲ့အပေါ်မှာချစ်ချင်းမုန်းချင်းကင်းပြီးတော့လေးလျူရှုနိုင်တဲ့ဥပိ္ပခကိုပြောချင်တာတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာကိုချမ်းသာအောင်ကိုချစ်ကြတဲ့မျက်နှာကြတဲ့ပုဂ္ဂိုလ်တွေကစွမ်းအားရှိသမျှလုပ်ကြတာမရှိဘူးလားကိုရှင်းရဲအောင်အစင်မပြေအောင်ကိုမုန်းတီးကြတဲ့နော်ကိုသဘောမကျကြတဲ့ပုဂ္ဂိုလ်တွေကလုပ်ကြတာကောမရှိဘူးလားရှိရနော်ကိုယ့်ရဲ့ဘဝမှာနော်ကိုချစ်ကြတဲ့ကိုမုန်းကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဒါကလည်းပဲလက်မခံလို့မရဘူးကိုကလည်းပဲသူများကိုချစ်တာမုန်းတာတွေဆိုတာမရှိဘူးလားချစ်တဲ့အလျောက်မုန်းတဲ့အလျောက်ကိုကလည်းပဲလုပ်တာပဲလေဟုတ်လားမလုပ်ဘူးလားလုပ်တာပဲအဲ့တော့ကိုယ့်ရဲ့အပေါ်မှာအဲ့ဒါလို့ချစ်ချင်းမုန်းချင်းတရားတွေနဲ့ကိုယ့်ရဲ့အကျိုးရှိအောင်ကိုယ့်ရဲ့အကျိုးမဲ့တွေဖြစ်အောင်လုပ်နေကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေရဲ့ပုံမှာကိုကချစ်ချင်းမုန်းချင်းတရားနဲ့ပြန်ပြီးတော့မတုံ့ပြန်မဲနဲ့အလေအလတ်လေးလူရှုနိုင်ဖို့လိုတယ်ချစ်ချင်းမုန်းချင်းကင်းဖို့လိုတယ်ပေါ့များသောဖြင့်တရားဓမ္မတို့ဦးဇင်းတို့ချစ်ကြတယ်ဆိုတာဘာလဲဆိုတော့ကိုယ့်ရဲ့ကောင်းကွက်ကိုလှုပ်ပေးလို့ကိုကောင်းအောင်လှုပ်ပေးလို့ဟုတ်တယ်မဟုတ်လားသူတို့ကကိုယ့်ရဲ့အပေါ်မှာချမ်းသာမှုကိုဖြစ်စေလို့ကိုကသူ့ကိုချစ်လိုက်တာမုန်းတယ်ဆိုတာဘာလို့မုန်းတာတုံးဆိုတော့ကိုဆိုးအောင်လှုပ်လို့ကိုရှင်းရဲအောင်လှုပ်လို့ကိုမကောင်းအောင်လှုပ်လို့မုန်းတာတော့ဒီနေရာမှာဦးဇင်းတို့လူငယ်လေးတွေတချို့စဉ်းစားစရာဒါဦးဇင်းကအပြောအပြက်ပြောတာမဟုတ်ပါဘူးတချို့ချစ်တယ်ဆိုတာလှလို့ချစ်တာပေါ့လို့တချို့ပြောကြတာရှိတယ်အဲ့ဒါလည်းဒီထဲမှာအကျုံးဝင်မယ်လို့ဦးဇင်းထင်တယ်အဲ့ဒီလှတယ်ဆိုတာကိုချမ်းသာသွားစေတယ်အဲ့ဒါကြောင့်မို့လို့ချစ်လိုက်တာဆိုတာမပါဘူးလားစဉ်းစားကြည့်တော့ရုပ်ဆိုးလိုက်တာဆိုတာကြီးကိုနည်းနည်းတော့ဆင်းရဲသွားစေတယ်အဲ့ဒီမှာချစ်တယ်ဆိုတာသိပြီးတော့ဖြစ်မလားဒါအလွန်အကြမ်းမြင့်ဆန်တဲ့အပေါ်ယံဆန်တဲ့ချစ်ချင်းမုန်းချင်းကိုပြောတာပါအဲ့တော့လူတွေချစ်ချင်းမုန်းချင်းတွေဘာလို့ဖြစ်ကြတာတော့ဆိုလို့ရှိရင်များသောအားဖြင့်ကိုယ့်ရဲ့အတ္တကိုဗဟိုပြုပြီးတော့ဖြစ်ကြတာပါနော်ကိုကောင်းအောင်လုပ်ပေးလိုက်တယ်ချမ်းသာအောင်လုပ်ပေးလိုက်တယ်ဆိုရင်ဒါချစ်တာပဲကိုမကောင်းအောင်လုပ်တယ်ကိုဆင်းရဲအောင်လုပ်တယ်ဆိုတော့ဒါပါလေမုန်းတာပဲရေဘူးရကတော့အဲ့ဒီတိုင်းပဲမဟုတ်လားဒါအလုံးလက်ခံတယ်နော်အဲ့တော့အဲ့လိုမျိုးကိုယ့်ရဲ့ပုံမှာနှစ်မျိုးနှစ်စားကွဲနေကြတဲ့ပတ်ဝန်းကျင်ရဲ့ပုံမှာကိုဟာချစ်ချင်းမုန်းချင်းကင်းပြီးတော့နော်ဥပိ္ပခတရားနဲ့နေနိုင်အောင်ကြိုးစားရမယ်ဒါကိုလည်းပဲဓာတ်ရိုက်မြတ်စွာဘုရားကတိုက်တွန်းထားတာပဲနော်ခုဒီထဲမှာလည်းပဲခုနတုန်းကပြောထားတယ်လေမြေကြီးပေါ်မှာစင်ကြယ်တာပဲခြားခြားမစင်ကြယ်တာပဲခြားခြားမြေကြီးကတော့ချစ်ချင်းမုန်းချင်းကင်းပြီးတော့လေးလျူရှုထားတယ်တဲ့ဟုတ်လားအဲ့လိုပဲတတ္တဝါတွေကကိုယ့်ရဲ့ပုံမှာကောင်းကျိုးတွေကိုပဲဆောင်ရွက်နော်မကောင်းကျိုးတွေကိုပဲဆောင်ရွက်မျက်နှာမှုတွေကိုပဲပြုတ်မထေမဲ့မြင်မှုတွေကိုပဲပြုတ်ကိုဟာအဲ့ဒီနှစ်မျိုးနှစ်စားကွဲနေတဲ့တတ္တဝါတွေရဲ့ပုံမှာနှစ်မျိုးနှစ်စားမတုံ့ပြန်မဲနဲ့နှစ်မျိုးနှစ်စားဆိုတာပါချစ်ချင်းမုန်းချင်းကိုပြောတာနော်နှစ်မျိုးနှစ်စားမတုံ့ပြန်မဲနဲ့ကိုယ့်ပုံမှာကောင်းတဲ့လူရဲ့ပုံမှာလည်းဒါပဲမကောင်းတဲ့လူရဲ့ပုံမှာလည်းဒါပဲတူညီစွာတုံ့ပြန်နိုင်မယ်ဆိုရင်အဲ့ဒါချစ်ချင်းမုန်းချင်းကင်းတဲ့ဥပိ္ပခတရားဖြစ်တယ်ဟုတ်တယ်မဟုတ်လားနောက်ထပ်ပြောမယ်ဥပိ္ပခကအဲ့ဒါလည်းပို့ပြီးတော့လေးနေမယ်လို့ဦးဇင်းဆိုခြင်းတယ်အဲ့ဒါပြီးမှပြောမယ်ကိုပြောနေတာနှစ်မျိုးရှိပြီနော်စောစောကပြောတာကကိုပတ်ဝန်းကျင်မှာရှိတဲ့လူတွေနဲ့ပတ်သက်ပြီးတော့သူတို့ချမ်းသာကြလို့သူတို့ဆင်းရဲကြလို့ကိုမတုံလှုပ်ရအောင်သူတို့ရဲ့ကံတရားတွေကိုစဉ်းစားပြီးတော့နော်အလေလက်ဥပိ္ပခဖြစ်အောင်ကြိုးစားတာဗြဟ္မဝိဟာရဥပိ္ပခအခုပြောတာကကိုယ့်အပေါ်မှာကောင်းကြတဲ့ဆိုးကြတဲ့ပုဂ္ဂိုလ်တွေရဲ့ပုံမှာကိုဟာချစ်ချင်းမုန်းချင်းနဲ့မတုံ့ပြန်မိအောင်နော်ရင့်ကျက်တဲ့အနေအထားနဲ့နော်ကိုယ်ကိုမြတ်နိုးတဲ့လူပဲဖြစ်ဖြစ်ကိုယ်ကိုမထင်မဲ့မြင်ပြတဲ့လူပဲဖြစ်ဖြစ်တူညီတဲ့သဘောထားကိုထားနိုင်အောင်ကြိုးစားတာ
လွယ်တော့မလွယ်ဘူးလို့ဆိုရမယ်နော်ဒါမလွယ်ပါဘူးဟုတ်လားမလွယ်လို့လည်းပဲအဖြစ်နေကြတာပေါ့ချစ်ချင်းမုန်းချင်းနေနဲ့ပဲတရားဓမ္မတို့ဦးဇင်းတို့တွေကနေနေကြတာဟုတ်တယ်မဟုတ်လားဒါကြောင့်ဒီချစ်ချင်းမုန်းချင်းရဲ့ဝဲထဲမှာပဲတရားဓမ္မတို့ဦးဇင်းတို့တွေကလဲနေကြတာပေါ့ချစ်ချင်းမုန်းချင်းရဲ့နယ်ကမလွတ်တဲ့အတွက်ကြောင့်ချစ်ချင်းမုန်းချင်းရဲ့နှိမ့်ဆက်တာကိုလည်းခံကြရတာပေါ့တကယ်စဉ်းစားကြည့်မယ်ဆိုရင်ချစ်ချင်းမုန်းချင်းဆိုတာကအပြစ်တွေအများကြီးရှိတာပဲကိုယ့်ဘောကောင်းလို့ချစ်လို့သာချစ်လိုက်တာကိုယ့်ဘောမကောင်းလို့မုန်းလို့သာမုန်းလိုက်တာအဲ့ဒီချစ်တယ်မုန်းတယ်ဆိုတဲ့ကိစ္စကိုယ့်ကိုမသက်သာစေဘူးကိုယ့်ကိုဆင်းရဲစေတယ်တကယ်ကဒါကြောင့်မြတ်စွာဘုရားဟောထားတဲ့ဒေသနာလေးတစ်ခုရှိတယ်မာပိယေဟိတမာကိစီအပိယေဟိကုဒသနံနော်မာပိယေဟိတမာကိစီတဲ့ချစ်တဲ့လူတွေနဲ့လည်းမပေါင်းနဲ့တဲ့အပိယေဟိကုဒသနံမုန်းတဲ့လူတွေကတော့တခဏလေးတောင်မပေါင်းနဲ့သူတို့ဝိသေသနာပါလာဟုတ်လားမုန်းတဲ့လူတော့ပါတယ်တော့တခဏလေးတောင်မပေါင်းနဲ့တဲ့မုန်းတဲ့လူဘာဖြစ်လို့လဲတဲ့အောက်မှာအကြောင်းပြတယ်မာပိယေဟိတမကိစီအပိယေဟိကုဒသနံပိယာနာအတ္တတနံဒုက္ခအပိယာနဲ့သတ္တတနံပိယာနာအတ္တတနံဒုက္ခပိယာနာချစ်ခင်နှစ်သက်တဲ့ပုဂ္ဂိုလ်တွေကိုအတ္တတနံမမြင်ရခြင်းဒီဒုက္ခဆင်းရဲတယ်တဲ့ချစ်တဲ့လူနဲ့မပေါင်းနဲ့ဆိုတာအဲ့ဒါကြောင့်ပြောတာတဲ့တချိန်ကျရင်သူ့ကိုအကြောင်းမျိုးကြောင့်မတွေ့ရဘူးမမြင်ရအောင်ဆိုကိုအကြီးကျယ်ခံစားလိမ့်မယ်ဆင်းရဲလိမ့်မယ်တဲ့ဒါချစ်တဲ့လူနဲ့မပေါင်းနဲ့မချစ်တဲ့လူနဲ့မပေါင်းနဲ့ဘာလို့ပြောရတာတုံးဆိုတော့ပိယာနဲ့အပိယာနဲ့သတ္တတနံမုန်းတဲ့ပုဂ္ဂိုလ်ကိုမြင်ရတာလေမြင်ရတာဟာလည်းပဲဆင်းရဲတယ်တဲ့နော်ချစ်တဲ့လူကိုမမြင်ရတာဆင်းရဲတယ်လို့မုန်းတဲ့လူကိုမြင်ရတာလည်းဆင်းရဲတယ်ဒါကြောင့်မြတ်စွာဘုရားချစ်ချင်းကိုလည်းချစ်တဲ့လူနဲ့လည်းမပေါင်းနဲ့မုန်းတဲ့လူနဲ့မပေါင်းနဲ့လို့အဲ့လိုပြောတာဟုတ်လားတတ္တမပိယနာကိရာထပိယပါယောဟိပပကောဂန္ဓာတေတနဝိဇ္ဇန္တိယေတနတ္ထိပိယပိယဆက်ပြီးတော့ဟောတဲ့ဂါထာလေးနောက်ဦးဇင်းတို့တရားလေးတစ်ပုဒ်ဟောထားတာတချို့နာဘူးကောင်းနာဘူးပါလိမ့်မယ်ချစ်ချင်းမုန်းချင်းလွတ်မြောက်ခြင်းဆိုတရားလေးတစ်ပုဒ်ရှိတယ်အဲဒီဂါထာလေးတွေကိုအခြေခံပြီးတော့ဟောထားတာပါဟုတ်လားအဲ့ဒီမှာဗာပြောထားတာဆိုတော့နော်ချစ်ချင်းကိုမပြုတ်ရဘူးဘာဖြစ်လို့တုံးဆိုလို့ရှိရင်တဲ့နော်ချစ်ချင်းကိုပြုတ်တဲ့ပုဂ္ဂိုလ်ဟာချစ်ချင်းကြောင့်စိုးရိမ်မှုတွေနော်ပူလောင်မှုတွေဆင်းရဲမှုတွေဆိုတာကိုသိချပေါက်ရမှာနော်တတ္တမပိယနာကိရာထပိယပါယောဟိပပကောချစ်တဲ့လူတွေနဲ့ကိုယ်ကွင်းရတယ်ဆိုတာစိတ်ထဲမှာအလွန်ဆင်းရဲတယ်ယုံမာတယ်ကိုယ်စိတ်ထဲမှာမကောင်းတဲ့စိတ်တွေဖြစ်ရတယ်ပေါ့ပိယပါယောဟိပပကောဂန္ဓာတေတနဝိဇ္ဇန္တိယေတနတ္ထိပိယပိယနော်အလွန်အသိဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်တယောက်ရဲ့တဏ္ဍာမှာချစ်ချင်းဆိုတာလည်းမရှိဘူးမုန်းချင်းဆိုတာလည်းမရှိဘူးတဲ့ဒါဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဘာအနှောင်ဖွဲ့မှမရှိဘူးတဲ့ဂန္ဓာတေတနဝိဇ္ဇန္တိယေတနတ္ထိပိယပိယပုဂ္ဂိုလ်တူတယောက်မှာချစ်ချင်းမုန်းချင်းဆိုတာမရှိရင်သူ့မှာဘာအနှောင်ဖွဲ့မှမရှိဘူးတဲ့အခုတရားဓမ္မတို့ဦးဇင်းတို့တွေနောက်ဆန်တည်င်းနဲ့နေရတယ်ဆိုတာအဲ့ဒီချစ်တဲ့လူတွေမုန်းတဲ့လူတွေရှိလို့နောက်ဆန်တည်င်းနဲ့နေရတာချစ်တဲ့လူတွေရှိလို့နောက်ဆန်တင်းတာတော့ဟုတ်ပါပြီဦးဇင်းရဲ့မုန်းတဲ့လူတွေရှိလို့နောက်ဆန်တင်းရတယ်ဆိုတာဘယ်လိုလဲလို့မမေးနဲ့ပိုးတောင်တင်းသေးတယ်တစ်ခါတလေဟုတ်လားနောက်မုန်းတဲ့လူတွေရှိနေရင်လည်းမတင်းဘူးလားတင်တော့သူတို့အကြောင်းခေါင်းထဲထည့်ပြီးတော့ဘလို့မြတ်လှုပ်လဲမလို့မြတ်တုံ့ပြန်လဲရမလဲတခါလေမကြည့်မလဲတွေးပြီးတော့မအီမလဲခံစားရတာဒီအများကြီးမရှိဘူးလားရှိတယ်ဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းတို့ကိုယ့်ပုံမှာကောင်းတဲ့လူပဲဖြစ်ဖြစ်ကိုယ့်ပုံမှာဆိုးတဲ့လူပဲဖြစ်ဖြစ်တမယိုးကြတုံ့ပြန်မယ်ဆိုတော့ကောင်းတဲ့လူကိုချစ်ချင်းနဲ့တုံ့ပြန်မယ်မကောင်းတဲ့လူကိုမုန်းခြင်းနဲ့တုံ့ပြန်မယ်အဲ့လိုတမယိုးကြတုံ့ပြန်ရင်တော့အဲ့ဒါချစ်ချင်းကြောင့်ဒုက္ခရောက်မယ်မုန်းခြင်းကြောင့်ဒုက္ခရောက်မယ်ဒါကိုနားလည်ပြီးတော့ကိုယ့်ဘောကောင်းကောင်းမကောင်းကောင်းနှစ်မျိုးနှစ်စားမတုံ့ပြန်မဲနဲ့တစ်မျိုးတည်းဘယ်လိုလဲတစ်မျိုးတည်းဆိုတာဥပေက္ခာနော်လေးလျူရှုရမယ်အဲ့လိုလေးလျူရှုပြီးတော့တုံ့ပြန်နိုင်မယ်ဆိုလို့ရှိရင်အယံတတ္တရာရမယ်အဲ့လိုလေးလူရှုပြီးတော့မတုံ့ပြန်နိုင်ဘူးချစ်စရာကောင်းရင်တော့ချစ်လိုက်မှာပဲကွယ်မုန်းစရာကောင်းရင်တော့မုန်းလိုက်မှာပဲကွယ်ဆိုရင်တော့အဲ့ဒီချစ်ချင်းမုန်းချင်းရဲ့နှိမ့်ဆက်တာကိုခံမှာပဲနောက်ဦးဇင်းတို့ပြောနေကြပုံမြင်လေးတစ်ခုရှိတယ်တချို့လည်းပဲကြားဖို့ပြီးသားဖြစ်မယ်ထင်ပါတယ်ဒါပေမဲ့အကြောင်းဆုံနေတော့ပြောကြည့်လိုက်ဦးမယ်ဟုတ်လားနော်ဆရာကြီးနန္ဒသိမ့်တန်ရေးထားတဲ့စာအုပ်ထဲမှာပါတယ်ဘယ်စာအုပ်လဲတော့မှတ်မိတော့အဲ့မှာဗာပြောထားတယ်ဆိုတော့တခါကရှင့်နေပင်လေကန်းစကအုံးပင်တွေပေါ်မှာနေကြတာရှိတယ်လို့ဆိုတယ်အဲ့ဒါလိုပဲအုံးပင်တွေပေါ်မှာရှင့်ပုံနဲ့ရှင့်မအတူတူနေကြတာပေါ့အဲ့ဒါတနေ့တော့ရှင့်မလေးကပင်လေကြီးပဲနော်အကောင်ပလောင်လေးတွေရှာရင်းဖွေရင်သွားရင်းနဲ့ပင်လေကြီးလှမ်းကြီးတစ်ခုကရုတ်တရက်ဝုန်းဆိုရောက်လာပြီးတော့သူ့ကိုဆွဲခေါ်သွားပြီးတော့အဲ့ဒါပင်လေထဲမှာနစ်ပြီးတော့ပါသွားရောဘယ်ရောက်သွားမှမသိဘူးအဲ့ဒါကိုရှင့်ဘိုကသူ့ရမရှိတော့လိုက်ရှာတော့ခြေရာကောက်ပြီးတော့လိုက်ရှာတော့ပင်လေထဲဆင်းသွားတဲ့ခြေရာသာတွေ့ရတယ်ပြန်တက်လာတဲ့ခြေဟာမတွေ့ရတော့တေချာပေါက်ပဲငါရဲ့ရှင့်မလေးဟာဟောဒီပင်လေကြီးထဲမှာရှိတယ်တော့ဒီရှင့်မလေးကိုချစ်ခင်မြတ်နိုးတဲ့စိတ်နဲ့သူအကြီးကျယ်အနေရခက်တယ်ပေါ့
အဲ့ဒါနဲ့သူ့ရဲ့ရှင်းမာလေးကိုပြန်ပြီးတော့တွေ့ရအောင်မြင်ရအောင်ရအောင်ဆိုတော့ဘာလုပ်လဲဆိုတော့အဲ့ဒီပင်လေကြီးတွေထဲမှာရှင်းမာလေးကရှိနေတာဆိုတော့ဒီပင်လေကြီးတွေသာမရှိခဲ့ဘူးဆိုရင်တော့ငါရှင်းမာလေးကိုတေချာပေါက်ပြန်တွေ့ရမှာပဲပေါ့ဒါကြောင့်ရှင်းမာလေးကိုတွေ့ရဖို့အတွက်ဟောဒီပင်လေကြီးတွေအကုန်လုံးကိုငါခန့်တော့အောင်လုပ်ရလိမ့်မယ်အဲ့လိုစဉ်းစားလေးတဲ့အဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့ရှင်ကလေးကပင်လေတွေကိုခဏလေးရှင်းပြီးတော့အမိလေးနဲ့စိန်နေတဲ့စိန်ပြီးရင်ကမ်းပေါ်ပြန်တက်ပြီးတော့အဲ့ဒီအမိကိုဆက်ဆိုခါလိုက်တယ်ရှည်လေးတယ်ဟုတ်လားပြီးရင်ပင်လေတဲ့ဆင်းအမိလေးကိုထိုးစိန်ပြီးရင်အပေါ်ပြန်တက်ဆက်ဆိုခါတယ်တဲ့အဲ့လိုတက်ချီဆင်းခြင်းနဲ့ကြိမ်မုံများစွာလုံနေတော့ကြာတော့အဲ့ဒီကမ်းမှာစောင့်နေတဲ့ကမ်းဆောင်နှက်ကမနေနိုင်ဘူးအဲ့ဒါနဲ့ကိုထင်ပြပြီးတော့မေးတယ်တဲ့ဟာရှင်လေးမင်းဘာလုပ်တာတော့အဲ့လိုမေးတဲ့အခါကျတော့ရှင်လေးကကျုပ်ရှင်မလေးဟောဒီပင်လေထဲမှာရှိတယ်ဒါကြောင့်ကျုပ်ရှင်မလေးကိုကျုပ်ပြန်တွေ့ရဖို့အတွက်ဒီပင်လေတွေကိုကျုပ်ဖယ်ထုတ်ပြင်နေတာလို့ပြောတယ်တဲ့တော်တော်လက်သနာသွားတယ်ပေါ့နော်မင်းအသက်ပေါင်းများစွာသာတေလို့သာသွားလိုက်ပြီဒီပင်လေတွေကတော့ခန့်သွားစရာအကြောင်းမရှိဘူးအဲ့ဒါနဲ့ကန်းဆောင်တက်ကအလွန်လက်သနာတာနဲ့ဘလို့လုပ်ရမလို့စဉ်းစားတော့ရှင်ကလေးမင်းကသာမင်းရဲ့ရှင်မလေးကိုနောက်အောင်မေ့မှုတွေတန်တမှုတွေနဲ့အကြီးကျယ်ဒုက္ခရောက်နေတာတကယ်ဆိုရင်မင်းရဲ့ရှင်မလေးကဟောဒီနော်သမုဒ္ဒရာဆောင်နတ်မင်းကြီးရဲ့နတ်မိဖုရားလေးဖြစ်ပြီးတော့မင်းကိုမေ့ပြီးတော့ပြောနေပြီလို့ပြောတယ်တဲ့အဲ့လိုပြောတဲ့အခါကျတော့ရှင်းဖို့လေးကမယုံပါဘူးတဲ့ဒါဖြစ်နိုင်တဲ့ကိစ္စမို့ရှင်းမလေးကသူ့ကိုလုံးမျက်နှိုးတယ်ပေါ့အဲ့လိုပြောတဲ့အခါကျတော့ကန်းဆောင်တော့ကဂိုင်းမင်းမယုံလို့ရှိရင်မင်းကငါနော်အဲ့ဒီဟာကိုမြင်နိုင်အောင်ပြမယ်ဆိုပြီးတော့နော်ရှင်းမလေးကဖြစ်သွားတဲ့နတ်မိဖုရားရဲ့သမုဒ္ဒရာဆောင်နတ်မင်းကြီးရဲ့ကန်းဆောင်ကတကိုးနဲ့ရှင်ကလေးကိုပြတယ်တဲ့အဲ့ဒါပြတာကိုလည်းမြင်လိုက်ရရောရှင်းဖို့လေးကစောတုံးကချစ်မြတ်နိုးနေတယ်ဆိုတဲ့နေရာမှာမုံဒီယွန်ရှာမှုတွေအကြီးအကျယ်ဝင်ရောက်လာတယ်တောက်လျှောက်ပဲပြောင်းလဲသွားတယ်နော်တကယ်ချစ်ချင်းနဲ့မုံချင်းနဲ့ကတိတ်မဝေးဘူးလို့ဦးဇင်းထင်တာနော်ဟိုဘက်လှည့်လိုက်တာနဲ့မုံချင်းဖြစ်သွားတာဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်အသိအဝေးကြီးလို့မထင်နဲ့နော်အခုစိတ်တိုင်းကြနေတဲ့အချိန်မှာချစ်တာပဲမကြတော့ဘူးဟေ့ဆိုတာနဲ့မုံသွားတာဒါကြောင့်ချစ်ချင်းမှလည်းပဲဘာမှအနှစ်သာရမရှိတယ်လို့ဘာမှအခိုင်အမာကောင်းလိုက်တာလို့ထင်စရာမရှိတယ်လို့မုံချင်းကိုလည်းသိပြီးတော့နော်မလိုချင်ဘူးဆိုတာမျိုးမဖြစ်သင့်ဘူးတကယ်တမ်းကကိုယ့်ဘော်မှာသူတို့ချစ်ကြတယ်မုံကြတယ်ဆိုတော့သူတို့ရဲ့စိတ်ခံစားချက်ပဲလေသူတို့စိတ်တိုင်းကြရင်ချစ်တာပဲသူတို့စိတ်တိုင်းမကြရင်မုံတာကိုင်ကိုယ်ကသူများကိုချစ်တယ်မုံတယ်ဆိုတာဘာတော့ကိုယ်စိတ်တိုင်းကြရင်ချစ်တာပဲကိုယ်စိတ်တိုင်းမကြရင်မုံတာပဲပြောချင်တာကတကယ်ချစ်စရာကောင်းလို့ချစ်တယ်ဆိုတာထက်ချစ်ချင်လို့ချစ်တာတကယ်မုန်းစရာကောင်းလို့မုန်းတယ်ဆိုတာတဲ့မုန်းကျင်လို့မုန်းတာဆိုတော့စိတ်တိုင်းမကြလို့ပေါ့စိတ်တိုင်းကြစရာအလွန်ကောင်းမှလဲခင်တယ်စိတ်တိုင်းမကြရင်လည်းမုန်းကြတာပဲစိတ်တိုင်းမကြစရာအလွန်ကောင်းမှလဲခင်တယ်စိတ်တိုင်းကြနေရင်လည်းချစ်နေကြတာဂိုင်းဘယ်နဲ့လုံးဒီလောက်ကပေါက်တိကပေါက်ချဆန်းတဲ့ချစ်ချင်းမုန်းချင်းကိုဘယ်နဲ့ကြောင့်လူတွေကအကြီးအကျယ်နော်အခိုင်အမာလှုပ်ပြီးတော့နော်နေကြတယ်လေဆိုတာစဉ်းစားတယ်မကောင်းဘူးလားနော်ချစ်စရာကောင်းလို့ချစ်နေတာလည်းရှိပါလေမုန်းစရာကောင်းလို့မုန်းနေတာလည်းရှိတယ်တချို့ချစ်စရာကောင်းရင်လည်းမုန်းနေတာရှိတယ်မုန်းစရာကောင်းရင်လည်းချစ်နေတာလည်းရှိတယ်ဘယ်သူပေါ်မှာမူတည်တုံးဆိုတော့ဒီကတော့ကိုယ့်ပေါ်မှာမူတည်နေတာဟုတ်လားခုဒီရှင်လေးပါဖြစ်နေပြီတော့မုန်းသွားတော့စောတော်တုံးကတော့ပင်လေကြီးတွေကိုဘာလို့တောင်ခတ်ပြစ်မလောက်အောင်ကောသူ့ရဲ့ချစ်ချင်းကအကြီးအကျယ်ဖြစ်နေတာအခုတော့ဘလို့ဖြစ်တော့တော်ကိုမုန်းသွားတယ်မုန်းသွားတော့လည်းဘာလုပ်မယ်ထင်တာတော့ချစ်ချင်းကြောင့်ဖြစ်တဲ့ဆင်းရဲမှုကသာမသက်မသာဖြစ်တာမဟုတ်ဘူးမုန်းချင်းကြောင့်ဖြစ်တဲ့ဆင်းရဲမှုကလည်းမသက်မသာပဲဆက်ပြီးတော့နားထောင်ကြည့်အဲ့ဒါလိုလည်းမြင်လဲရတော့အကြီးအကျယ်သူပေါက်ကွဲတယ်ကြည်စမ်းတစ္ဆာမဲ့တယ်ပေါ့လေဟုတ်လားအဲ့ဒါနဲ့ဘာလို့တုံးဆိုပြီးတော့တဲတောင်ပြင်လေးတွေပေါ်သွားပြီးတော့သူ့ရဲ့လက်ကလေးသေးသေးလေးနှစ်ဖက်နဲ့တဲကိုကုတ်လာပြီးတော့ပင်လယ်ထဲပစ်ချဟုတ်လားပြန်တက်လာပြီးတော့တဲကိုလက်နဲ့ကုတ်ပင်လယ်ထဲပစ်ချခေါက်တော့ခေါက်ပြန်ချနေတယ်အဲ့ဒါနဲ့ပင်လယ်ကန်းဆောင်တော့ကရှင်လေးမင်းဘလို့ဖြစ်ရပြန်တာတော့ဘလို့ဖြစ်ရပြန်တာတော့မေးတဲ့အခါကျတော့ရှင်လေးကသူတို့ကိုမမြင်ချင်ဘူးတဲ့ဟုတ်လားဒါကြောင့်သူတို့ကိုမမြင်ရအောင်သူတို့အမိပြုတ်နေတဲ့ဒီပင်လယ်ရေတွေကိုခန့်တော့အောင်သူဖုတ်ပလိုက်မယ်တဲ့နော်ပင်လယ်ရေကိုဘာနဲ့ဖုတ်မှာတဲ့တယ်နဲ့ဖုတ်မယ်ပုံမြင်ဆိုတာကတော့ပုံမြင်ပေါ့နော်တကယ်တော့မဖြစ်နိုင်ဘူးပေါ့သို့တော်လည်းပဲဒီတွေကစဉ်းစားစရာတွေတွေးစရာတွေအများကြီးရှိနေတာတော့အမှန်ပဲဘာစဉ်းစားကြည့်တဲ့နှုံဘာအမြင်ကိုရတဲ့နှုံဆိုချစ်ချင်းကြောင့်ဖြစ်ရတဲ့ဆင်းရဲကလည်းကြီးမားတယ်မုန်းချင်းကြောင့်ဖြစ်ရတဲ့ဆင်းရဲကလည်းကြီးမားတယ်ဆိုတာဒါကိုအဓိကနားလည်မှုရှိဖို့ဒါပဲနော်ချစ်ချင်းကြောင့်လည်းမသက်သာမုန်းချင်းကြောင့်လည်းမသက်သာ
အချစ်နဲ့အမုန်းဒီတတ္တဝါကိုတစ်မျိုးစီနှိပ်စက်နိုင်တယ်ဆိုတာကိုသဘောပေါက်ကြပါဟုတ်လားချစ်ရင်လည်းချစ်လို့မို့ဒုက္ခရောက်ရတယ်မုန်းရင်လည်းမုန်းလို့မို့ဒုက္ခရောက်ရတယ်ဒါကြောင့်ဘေးသက်ပေါင်းတော်ကောင်းတို့ကိုယ့်ဘောကောင်းတာတွေပဲလုပ်လို့မကောင်းတာတွေပဲလုပ်လို့တူညီစွာထားတဲ့စိတ်ကိုမွေးနိုင်မယ်ဆိုရင်ကိုဟာအရန်အကြီးအသွေးမြင်မာတဲ့လူတစ်ယောက်အနေထားကိုမရောက်နိုင်ဘူးလားရောက်နိုင်တယ်ဒီနေရာမှာဦးဇင်းတို့အလွန်အားကျစရာကောင်းတဲ့ဇတ်တော်တစ်ပုဒ်ရှိတယ်ဒါကတရားဓမ္မတို့ဦးဇင်းတို့ဒီလိုမျိုးဖြစ်အောင်လိုက်ပြီးတော့ကျင့်ရမယ်လို့ဆိုလိုတာတော့မဟုတ်ပါဘူးဟုတ်လားသို့တော်လည်းပဲဘုရားလောင်းတော်ကောင်းကြီးရဲ့တစ်ချိန်လုံးကကျင့်ကြံကြိုးကိုအထုတ်ခဲ့တဲ့အနေအထားတစ်ခုကိုစဉ်းစားပြီးတော့ဒီလိုမျိုးတောင်လှုပ်သွားကြတာဆိုတဲ့အတွေးလေးနဲ့ကိုယ်လည်းပဲကိုယ့်ပေါ်ကောင်းတဲ့လူပဲဖြစ်ဖြစ်မကောင်းတဲ့လူကိုပဲဖြစ်ဖြစ်တူညီတဲ့စိတ်တွေထားနိုင်အောင်ကြိုးစားခြင်းစိတ်ပေါက်လာမယ်ဆိုရင်ဒါအခုဆက်ပြောမယ့်အကြောင်းအရာလေးကိုနားထောင်အောင်ညွှန်နှက်တယ်ပေါ့